ခင်းကော်ပရာလို့ခေါ်တဲ့မွေးဟောက်ဘရင်တွေရဲ့မိတ်လိုက်တဲ့သဘောတဘာဝတွေအကြောင်းကိုဘဝတုတရပွဲသိကျင်နေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်မွေးဟောက်ဘရင်တွေရဲ့အချစ်တိုင်နာရီသို့မဟုတ်တဘာဝရဲ့အန္တရာယ်အရှိဆုံးမိတ်လိုက်ခြင်းတောနဲ့တနေရာကငိမ့်သက်နေရာကနေလှုပ်ရှားလာခဲ့တဲ့အရာတစ်ခုကမ္ဘာပေါ်မှာအရှိဆုံးနဲ့အစိတ်အပြင်းဆုံးမွေဖြစ်တဲ့မွေးဟောက်ဘရင်နှကောင်မိတ်လိုက်နေတဲ့ပုံစံကိုအသေးရပွေရမြင်တွေ့နေရမှာပါမွေးဟောက်ဘရင်တွေကကြောင်းမက်စရာကောင်းတယ်လို့သူတို့ရဲ့မျိုးပွားမှုဆိုင်ရာအမှုကျင့်တွေကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်။တားပေါက်ရာသီရောက်ပြီဆိုရင်ပထမဆုံးအနေနဲ့မွေးဟောက်အမတွေကသူတို့ရဲ့ခန္ဓာကိုယ်ကနေထူးခြားတဲ့အနံ့တစ်မျိုးကိုထုတ်လွှတ်ပြီးမိုင်မောင်းများစွာကမွေးဟောက်အဖိုတွေကိုဆွဲဆောင်มาတော့တယ်။တခါတရံမှာတော့မွေးဟောက်အဖိုနှစ်ကောင်ဟာအမဖြစ်သူနဲ့မိတ်လိုက်ခွင့်ရဖို့အတွက်ရှင်ပြန်ရလေရှိပါတယ်။ဒီရှင်ပြိုင်မှုကအသက်အန္တရာယ်ရှိတဲ့ကြိုက်ခဲခြင်းမျိုးမဟုတ်ပဲနှစ်ပန်းလုံးနဲ့အကားတစ်ခုနဲ့တူပါတယ်။မွေးဟောက်နှစ်ကောင်ဟာခေါင်းကိုထောင်မှတ်ပြီးတကောင်ကိုတကောင်မြေပေါ်ကိုပုံချနိုင်ဖို့အတွက်ကြိုးစားကြရပါတယ်။ဒီလိုတန်မာမှုစမ်းသပ်ခြင်းကိုမိနစ်30ခန့်အထိပြုလုပ်ကြပြီးနိုင်တဲ့မွေးဟောက်အဖိုးကသာမိတ်လိုက်ခွင့်ကိုရရှိကြတာပါ။ရှုံးသွားတဲ့မွေကတော့တိတ်ဆိတ်စွာနဲ့ပဲနောက်ဆုတ်သွားရပါတယ်။အနိုင်ရတဲ့မွေးဟောက်အဖိုးကတော့မွေးဟောက်အမစီကိုချင်းကပ်ခွင့်ရရှိသွားပြီးမိတ်လိုက်ခွင့်ကိုရရှိသွားကြတာပါသူတို့တွေဟာကိုခန္ဓာချင်းရှက်လိမ်ပြီးနိုင်ပေါင်းများစွာကြာအောင်အတူရှိနေတတ်ကြပါတယ်မှတ်သားစရာတစ်ခုကတော့မိတ်လိုက်ခြင်းဟာမွေးဟောက်ဘရင်တွေကြားမှာတော့အန္တရာယ်ရှိနိုင်ပါတယ်တခါတရံမှာမျိုးစိတ်တူအချင်းချင်းစားတောက်တာမျိုးဖြစ်ပေါ်နိုင်ပေမဲ့ဒီမိတ်လိုက်မှုအခိုက်အတန့်ကတော့သူတို့ရဲ့ပင်ကိုယ်ပီစားအရာလိုက်နာရတဲ့သဘာဝတရားပဲဖြစ်ပါတယ်မိတ်လိုက်ပြီးနောက်မွေးဟောက်အမတွေရဲ့ထူးခြားတဲ့သဘာဝမိတ်လိုက်ခြင်းပြီးဆုံးသွားတဲ့အခါမွေးဟောက်အမတွေဟာတောနက်ထဲမှာအလွန်ထူးခြားတဲ့တာဝန်တစ်ခုကိုစတင်ထမ်းဆောင်ရပါတော့တယ်။ဒါကတော့အတိုက်ဆောက်ခြင်းပါ။မွေးဟောက်ဘရင်တွေဟာမွေမျိုးစိတ်အားလုံးထဲမှာအတိုက်ကိုကိုယ်တိုင်ဆောက်တဲ့တကောင်တည်းသောမွေဖြစ်ပါတယ်။သူမဟာခန္ဓာကိုယ်ကိုအသုံးပြုပြီးတရွက်ချောင်းနဲ့အကိုင်းခတ်တွေကိုစုပုံကမြေပြင်ပေါ်မှာဥဖို့အတွက်ခိုးလုံရတစ်ခုကိုဖန်တီးရပါတယ်။ဒီလိုဆောက်ထားတဲ့အတိုက်ထဲမှာဥပေါင်း20ကနေ40လောက်ကိုဥခွင့်ရရှိကြပါတယ်။အဲဒီနောက်မှာတော့မွေးဟောက်အမတွေဟာဥတွေကိုမပေါင်မချင်းရက်ပေါင်း90နီးပါးပြင်းပြင်းထန်ထန်ဆောက်ရှောက်ပေးရပါတယ်။သူမမွေးထုတ်ထားတဲ့ဥတွေကိုဆောက်ရှောက်နေရတဲ့အချိန်ကတော့မွေးဟောက်အမတွေရဲ့အန္တရာယ်အရှိဆုံးသားရဲကောင်တစ်ကောင်အနေနဲ့မြင်တွေ့ရမယ့်အချိန်ဖြစ်တယ်လို့မျိုးဆက်သစ်တွေရဲ့အတွက်အသက်ပေးကာကွယ်ပေးနေတဲ့မွန်မြတ်တဲ့မိခင်တဦးအနေနဲ့လည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါဟာအစိတ်ပြင်းမွေးဘရင်တွေရဲ့အစွမ်းထက်တဲ့ရှင်သန်မှုတန်တရားပဲဖြစ်ပါတယ်။ရှင်ဘရင်မွေဟောက်တွေဟာရက်ဆက်တဲ့အမဲလိုက်ကောင်တွေဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲသူမရဲ့မျိုးဆက်သစ်အတွက်ဂရုဏာကြီးမားတဲ့မိခင်တအုပ်အနေနဲ့လည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။